Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Pokidi Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသွားမယ် Pokemon အကြောင်းကတော့ Cubone Pokemon အကြောင်းပါ Cubone နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပြီးတည်ထားသမျှတွေကိုပြောပြသွားမှာမို့ဗီဒီယိုလေးကိုမြန်မြန်စလိုက်ရအောင် Cubone Pokemon ဆိုတာဘာလဲ Cubone Pokemon ဆိုတာ Pokemon တွေထဲမှာလူကြိုက်များဆုံးတဲ့က Pokemon တစ်ကောင်မှာဘာလို့လူကြိုက်များရလဲဆိုတော့တိကျသေးကြတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်ဒီမှာပထမချက်ကသူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ bad story ကြောင့်ပါဒုတိယချက်ကတကောင်ထဲပဲနေခြင်းကြောင့်အထီးကျန်ခြင်းစတဲ့အချက်ကြောင့်လူတွေရတော့ Cubone ကို Lonely Pokemon လို့တော့ခေါ်ဆိုကြပါတယ်နံပါတ်1 Cubone ကိုတွေ့ရတတ်တဲ့ဒေတာCubone ကိုရှေ့ရပြောခဲ့တဲ့ Pokemon တွေအတိုင်းကန်တိုဒေတာမှာပဲအတွေ့များတာပါနံပါတ်2 Cubone ကဘယ်လိုနေရာတွေမှာနေလဲPokemon Theory က Cubone နေတဲ့နေရာက6တွေ့တဲ့နေရာတောင်ကျောက်ဆောင်လိုနေရာတွေမှာပါခုပြောသွားတာ Theory ပါ Pokédex ထဲမှာတော့တေချာပြောထားတဲ့နေရာတွေရှိပါတယ်ဒီနေရာတွေကကြောက်တုံးကြောက်ဆောင်တောင်လှိုင်ကူမြေရိုင်းနဲ့6တွေ့သောမြက်ခင်းပြင်စတဲ့တိတ်ဆိတ်တဲ့နေရာတွေမှာအနေများကြပြီးဖမ်းကျင်ရင်လည်းဒီနေရာတွေမှာလာရှာကြတာပြီးတော့ဘာလို့ဒီလိုနေရာတွေမှာနေရလဲဆိုတော့အကြောင်းရင်းကနှစ်ချက်ကရှိနေပြန်ပါတယ်ဘာလဲဆိုတော့ပထမတစ်ခုကရှက်လို့ဒုတိယတစ်ခုကတကောင်ထဲနေရတာကြိုက်လို့ပါဒုတိယချက်ကဟုတ်ပါတယ်ပထမချက်ကsomething ပါပဲစကားမဆက် Snorlax ကခြေ Pokemon ဆိုရင် Cubone ကစက် Pokemon လေးပါနံပါတ်3 Cubone ရဲ့အခြေခံအချက်လက်Cubone ဟာ Pokemon type 18မျိုးတွေကမှာ energy တစ်ခုဖြစ်တဲ့ ground type ကိုပိုင်ဆိုင်ထားတဲ့ Pokemon တစ်ကောင်မှာနောက်တစ်ခုက Cubone ရဲ့ Pokédex စာရင်းနံပါတ်က104ကောင်မြောက်ဖြစ်ပြီးအမျိုးအစားကတော့ Dinosaur အမျိုးအစားပါဒီမျိုးစားနေရာမှာရှင်းပြရရင်မျိုးမျိုးတော့ထင်ကြီးပေးနေတဲ့ကြားကခက်စင်စင်နဲ့အဖြစ်နိုင်ဆုံးတူတလူရှိတာကိုပြောပြပေးသွားတာပါအရက်မှာတော့3.4 မီတာရှည်ပြီးလေးချိန်ကတော့6.5 ကီလိုဂရမ်လေးပါတယ်ဒီCuboneရဲ့လျက်နဲ့လေးချိန်ကိုခင်ဗျားတို့သတိထားမိလိမ့်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုဒီCuboneရဲ့ရက်နဲ့လေးချိန်ကပီကက်ကျူးနဲ့တစ်စိုက်တည်းပါကွာသွားတာဆိုလို့မျိုးစားပါဝေးကွာသွားတာဆိုရင်တော့ခင်ဗျားနဲ့သူမလို့ပေါ့နံပါတ်4 Cubone Design Cubone ကိုအပြင်ကတရိတ်ဆန်တစ်မျိုးရဲနဲ့ဓာတ်ရိုက်တူတယ်လို့မပြောနိုင်ပေမဲ့ Pokemon Designer တွေကတရိတ်ဆန်မျိုးစီကပုံစံတွေကိုအတူယူထားတယ်လို့ fan တွေကယူဆကြပါတယ်ဒီထဲမှာအများဆုံးပြောကြတာက Dinosaur ပေါက်စာပေါက်တင်ညိုဒီနှစ်ကောင်ကခန္ဓာကိုယ်ပုံစံနဲ့အမိကြောင့်ပါ Aravat မြေတူးစားတရိတ်ဆန်ကောင်ကတော့ Cubone ကောင်းမှစောင်းထားတဲ့ရိုးခေါင်းနှာခေါင်းရှည်ပုံစံနဲ့တူတယ်လို့စသည်ဖြင့် Pokemon fan တွေကမျိုးပြောကြပါတယ်Pokemon တွေထဲမှာလည်း Kakistan Pokemon ရဲ့ကလေးနဲ့တူတယ်လို့ပြောကြတဲ့သူတွေလည်းရှိပါတယ်။ဘာလို့တူတာလဲဆို Cubone ကောင်းပေါ်ကအယိုးကိုဖယ်လိုက်ရင်ပါ။ဒါပေမဲ့အခုပြောသွားတာ Pokemon fan တွေရဲ့ထင်မြင်ယူဆချက်တွေပါ။ Official အနေနဲ့ Cubone ကဘယ်တရိတ်ဆန်ကိုအခြေခံထားတယ်လို့ Pokemon ကုမ္ပဏီဘက်ကမကြေညာထားပါဘူး။ခင်ဗျားတို့လည်းလက်ရှိကဘာကဘယ်တရိတ်ဆန်နဲ့တူလဲဆိုတာကို comment မှာရေးပေးသွားကြပါအောင်။နံပါတ်5 Cubone ရဲ့လက်နက်Cubone ကအခြား Pokemon တွေနဲ့မတူပဲသူ့မှာကဘုံဝီပွန်းလို့ခေါ်တဲ့ရိုးတစ်ချောင်းကိုလက်မှာအမြဲတမ်းကင်ထားပါတယ်ဒီရိုးလေးပါဒီရိုးလေးကိုတာမန်လှကျင်လို့ကင်ထားတာမဟုတ်ပါဘူးသူ့ရဲ့တိုက်ခိုက်မှုတွေဖြစ်တဲ့ဘုံကလပ်ဘုံနီမရစ်နဲ့ဘုံရက်တို့လိုစသည်ဖြင့်တိုက်ခိုက်မှုတွေတုံးတဲ့နေရာမှာအရန်ကိုရေးပါတာဆိုတော့ဒီရိုးက Cubone ရဲ့မရှိမဖြစ်လေးပါနံပါတ်6 Cubone name Pikachu လိုပဲ Cubone နာမည်မှာလည်းအဓိပ္ပာယ်ရှိပါတယ် Cubone ကို Q နဲ့ဘုံဆိုပြီးခွဲလိုက်ပါQ ရဲ့အဓိပ္ပာယ်ကကလေးတိရစ္ဆာန်ဆိုလိုတာပါဘုံကတော့အယိုးပါဒီနှစ်ခုကိုပေါင်းလိုက်တော့အယိုးကင်ထားတဲ့ကလေး Pokemon လို့အဓိပ္ပာယ်ရပါတယ်နံပါတ်9အာသာချက်အားနည်းချက်အာသာချက်ကတော့မြေကြီးမျိုးစားဖြစ်တဲ့အတွက်လျှက်စစ်မျိုးစား Pokemon တွေဆိုရင်ဥပမာ Pikachu နဲ့ Electrobird လို Pokemon တွေဆိုရင် Cubone တွေနဲ့နိုင်နိုင်ရရှိပါတယ်ဒါပေမဲ့အမြဲနိုင်တာလားဆိုတော့မဟုတ်ပါဘူးကို့မှာရှိတဲ့ Pokemon ရဲ့အမျိုးအစားတိုက်ခိုက်မှုပုံစံအသစ်တေချာလေ့ကျင့်ထားခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေရင်အမျိုးအစားတာနေရင်တော့ပြန်နိုင်ခြင်းရှိပါတယ်ဆိုတော့အခုပြောသွားတာ Cubone မှာမဟုတ်ပါဘူးအခြားဘယ် Pokemon မဆိုပြောတာပါအားနည်းချက်ကတော့မြေကြီးမျိုးစားဖြစ်နေတဲ့အတွက်ရေမျိုးစား Pokemon တွေဆိုရင်ဥပမာ Golden နဲ့ Blastoise တို့လို Pokemon တွေဆိုရင်တော့ Cubone ကိုအများကြီးထိခိုက်စေပြီးနိုင်ခြေကလည်းနည်းပါတယ်နံပါတ်8 Evolution ဆင့်ကဲပြောင်းလဲခြင်း Cubone ရဲ့ Evolution မှာ State 1နဲ့ State 2ဆိုပြီးရှိပါတယ် State 1မှာတော့အခုပြောပြနေတဲ့ဒီကောင်လေးပါ
ဒါပြီးရင်တော့ state 2လည်းဖြစ်နောက်ဆုံး form လည်းဖြစ်တဲ့ဒီကောင်လေးပါသူ့ကိုတော့ Marowak လို့ခေါ်ပါတယ်ဒီကြားတဲ့ Pikachu လို့ Alola Region version ဆိုပြီး Alolan Marowak ဆိုပြီးရှိပါသေးတယ်ဒီလိုလေးပါဒီ Alolan Marowak ပြောင်းမှုဆိုရင်ဘာမှသိမ့်မလို့ပါဘူး Alola data မှာသွားပြီးတော့ Cubone ကိုအဲ့ဒီ data မှာ single ပြောင်းလဲအောင်လုပ်ပေးရတာပါဒီ Alolan Marowak design ကရှေ့ကသူ့ရဲ့ state 1နဲ့ state 2 design တွေထက်ပိုမိုက်ပါတယ် Alolan Marowak ပုံစံပြောင်းသွားရင်ငကိုမူလာ ground type မြေကြီးကနေ fire နဲ့ god type မီးနဲ့တရေ type နှစ်မျိုးဖြစ်သူပြောင်းသွားပါတယ်ပြီးတော့အရိုးမှာအပြာရောင်မီးပုံစံဒီဇိုင်းနဲ့မီးလောင်နေတာကလည်းတော်တော်မိုက်ပါတယ်အခုပြောပြသွားတာ Cubone ရဲ့ evolution ဆင့်ကဲပြောင်းလဲခြင်းတွေပါနံပါတ်9 Cubone ရဲ့ထူးခြားချက်နဲ့ fan တွေဘာကြောင့်ချစ်တာလဲ Cubone ရဲ့ထူးခြားပြီးထင်ရှားဆုံးရာကသူ့ကောင်းပုံက score man အရိုးကောင်းပါဘာလို့လဲဆို Pokédex မှာဖော်ပြထားတာအရအဲ့ဒီ score အရိုးကောင်းကသူ့မိခင်ရဲ့ score အရိုးကောင်းကိုဝတ်ထားတယ်လို့ပြောထားပြီးအရန်ဝမ်းနည်းစရာကောင်းတဲ့ backstory ရှိတဲ့ Pokemon တစ်ကောင်အဖြစ်နာမည်ကြီးပြီးထူးခြားနေတာပါဒါအပြင်ညဘက်တွေမှာဆိုမိခင်ကိုလွမ်းပြီးငိုနေတတ်ပါတယ်နောက်တစ်ခုက Cubone ရဲ့ score အရိုးကောင်းအောက်ကမျက်နှာကိုဘယ်သူမှမမြင်ဘူးကြပါဘူးအခုပြောသွားတာ Cubone ရဲ့ထူးခြားချက်တွေပါနောက်တစ်ခုက fan တွေပါကြောင့် Cubone ကိုသဘောကျကြတာလဲဆိုတော့ချစ်စရာကောင်းတာတစ္ဆာရှိတာဝမ်းနည်းစရာကောင်းတဲ့ backstory ရှိနေတာသူ့ရဲ့အရိုးလက်နက်ဒီဇိုင်းမိုက်တာintrovert Pokemon ဖြစ်နေတာစတဲ့ဒီချက်တွေကြောင့် Pokemon fan တွေက Cubone ကိုသဘောကျချစ်ကြတာပါနံပါတ်10 Cubone ရဲ့နာမည်ကြီးနေရာ Cubone ရဲ့နာမည်ကြီးနေရာကကန်တိုဒေသမှာပါဒီကန်တိုဒေသရဲ့ Lavender မြို့နယ် Pokemon Tower က Cubone story နဲ့ဆက်နွယ်နေတယ်လို့ပြောကြပါတယ်ဘာလို့လဲဆိုဒီနေရာမှာ Team Rocket က Cubone ရဲ့Mother Marowak ကိုတတ်ခဲ့လို့ Cubone ကမိဘမဲ့ဖြစ်သွားတယ်ဆိုတဲ့ story ရှိနေခဲ့လို့ပါဒါကြောင့်ဒီ Lavender မြို့ကို Cubone ဇာတ်လမ်းနဲ့ Pokemon fan တော်တော်များများကတွဲပြီးပြောကြလို့ Cubone ကဒီ Lavender မြို့နဲ့ဆက်နွယ်မှုရှိနေလို့ Cubone ကဒီမြို့မှာနာမည်ကြီးနေရတာပါကဲဒီလောက်ဆို Cubone ကြောင်းလည်းတိလောက်ပြီးထင်ပါတယ်နောက်ဗီဒီယိုမှာတော့တောင်းဆိုမှုအများဆုံးတဲ့က Pokemon 3 ကောင်ဖြစ်တဲ့ Lucario Vaporeon Psyduck စတဲ့ဒီ Pokemon 3 ကောင်တည်းမှာတစ်ကောင်ကိုပြောပြသွားမှာမို့ဘယ် Pokemon ကိုပြောပြသွားမလဲဆိုတာခက်မှန်းပြီး comment မှာရေးပေးသွားခဲ့ကြပါဦးဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်